လာပါခင်ဗျာဒီဗီဒီယိုလေးကပေါ့နော်ကျွန်တော်တို့ဟိုတနေ့ကကြောက်တငယ်ချင်းနဲ့ဟိုပြင်းလို့ဆိုပြီးတော့ပြင်သွားကြရပါတော့အဲ့မှာတွိုင်းနဲ့လမ်းမှာဟိုဖျော်ဖြေရေးဂီတတစ်ခုလေးတော့တွားပြီးတော့တိုးတော့ပေါ့နော်အဲ့ဒီဂီတဖျော်ဖြေရေးပွဲမှာမတင်မဲ့တဲ့အရာတစ်ခုကျွန်တော်တို့ဒီနေ့ရိုက်ကူးလာခဲ့ပါတယ်အဲ့ဒီမတင်မဲ့တဲ့အရာကဘယ်လိုကိစ္စမျိုးလဲဆိုတာကျွန်တော်တို့တငယ်ချင်းတို့အားလုံးတူတူကြည့်ကြရအောင်ဇလန်းကပေါ့နော်ဘယ်လိုပုံစံမျိုးဖြစ်လာလဲဆိုတော့ကျွန်တော်တို့အဲ့ဒီတန်ချင်းမျိုးပါပေါ့နော်သိရှိနေတဲ့ဒီတရားပုံမှာပေါ့ကျွန်တော်တို့ဒီနိုင်ငံသားတွေဖျော်ဖြေနေတဲ့ဒီအခုလိုမျိုးလမ်းဘေးကဖျော်ဖြေပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့တွားပြီးတော့တွေ့ရပေါ့နော်အဲ့ဒါတွေ့တော့ဟာဒီဖျော်ဖြေကတကယ်ကိုစိတ်ဝင်စားကောင်းတော့ပေါ့နော်သူတို့က drum တွေပိုင်းနဲ့ဟိုပေါ့နော်တီးလုံးအစုံနဲ့လာပြီးတော့တီးဆိုတယ်ဆိုတော့ငွေချင်းတယောက်တိုင်ပြီးတော့ပေါ့နော်အဲ့လိုမျိုးကြည့်ကြရအောင်ဆိုတော့စောက်ပြီးကြည့်လိုက်တယ်ကြည့်နေဘာဆက်ဖြစ်လာလဲဆိုတော့အချင်းတွေကဟိုတကယ်ကိုမြူးကြွနေပေါ့နော်လူတွေကတဖြည်းဖြည်းနဲ့အုံလာတယ်ဘေးမှာလည်းတချို့အဖွဲ့တွေရှိတယ်ဗျာချို့အဖွဲ့တွေကလည်းပေါ့နော်သူတို့ရှေ့ခက်ကဒုတိယဖန်စင်နဲ့တီးတဲ့အဖွဲ့တွေလည်းရှိတယ်လို့ပေါ့နော်ပြီးတော့ဒန်ဆာအဖွဲ့တွေရှိတယ်ပေါ့နော်အဲ့အဖွဲ့ပေါင်းစုံပေါ့နော်အဲ့လိုပိုဝါဒနာပါရအဖွဲ့မှာကြွားပြီးတော့ကြီးကျယ်အားပြီးလို့ရတယ်ပေါ့နော်အဲကျွန်တော်တို့ကျတော့ဒီ drum အချိန်လေးလာတော့ကျွန်တော်တို့ဒီနေ့ပေါ့နော်ကျွန်တော်လည်းနေခိုင်းတယ်ဝကြည့်တော့ပေါ့အဲကြည့်ရင်လည်းပွဲကဖတ်လေးဘာမှမဖြစ်သေးဘူးနောက်ပိုင်းတော့ခဏကြာမှာပေါ့နော် A few moments later ခွာကြီးတယောက်ဝင်လာတယ်ဗျာအမှလာပြီအတူဝင်လာတာသူဝင်လာရတဲ့အကြောင်းရင်းဘာဖြစ်လို့လဲဆိုတော့သူလည်းဘေးနားမှာဖျော်ဖြေနေတဲ့သူကလည်းအခြားဖွဲ့တွေကလူတယောက်ဘာဖြစ်လို့လဲဆိုတော့အိုက်စုညံလို့တဲ့ဆိုပြီးတော့ဥဆိုင်တယ်ဂျပန်လိုအော်ထက်သွားတာသူကမိုင်းကလေးတယောက်တည်းနော်ဘေးနားမှာဒီလူငယ်အဖွဲ့ဒီလူငယ်အဖွဲ့အတူတော်လို့ပါနော်ဘာမှမပြောဘဲနဲ့ဒီတိုင်းပဲသူတို့ရဲ့ဟိုတောက်ပြန်တို့လည်းတောက်ပြန်ချက်ပါနော်တကယ်ကိုလေးစားစရာဘာမှလေကိုတီလည်းရောက်မပြူဘူးမိန်းကလေးကလာရောက်စော်ကားပြီးတော့မိုက်ရိုင်းပြီးတော့မိုက်ကြီးခွဲသွားဆိုတဲ့ဆိုပြီးတော့လေဒီအဖွဲ့ကဘာမှလည်းသူတို့စောက်ပြီးမဆိုင်ဘူးတို့ရဲ့အာယုံတို့ဆက်ပြီးသွားတယ်ခဏကြာလာတော့ဘာကြီးဆက်ဖြစ်သွားလဲဆိုတော့အဲ့ဒီဘွားကြီးကတက်ဆိုင်ရာဖွဲ့ကြီးကိုဖုံးဆက်တကယ်ကိုပွဲကကြည့်လို့ကောင်းတယ်ပေါ့ဆက်ကြည့်ရော A few moments later Why are you running? Why are you running? ညစားပြီတော့ရဲတွေရလာပါပြီခင်ဗျာတို့ကပြေးလဲပြေးရှင်းတယ်နော်ဒီမှာပဲပြောတဲ့ချင်တာဒါလည်းဗျာမလာဘူးဆင်ပြေ Are you police boy? ဗျာမလာဝင်ဝက်စီးဆက်ပြီးနင်းပေးရိုက်တာမှာပြရဲပဲရှိတယ် ဟောကိုရီးယားနိုင်ငံသားတယောက်လို့ရိုက်နေတယ်ဟိုဒီဘက်ကမဲကြီးကလို့ပဲ Stewart. ဘာကြီးလဲကွာဒီကရုပ်ပြက်တာကြီး ဟုတ်ရဒီအပိတ်က Come on, there. ရုပ်တော်ပြက်သွားပြီ どうもありがとうございました。ありがとうございました。インスタがあるけん登録していってください。フォロープリーズ。 အော် Instagram မှာပါရှိတယ် ဖုန်းနံပါတ်တောင်းတာလေ
ဟုတ်ပါပြီနော်ပွဲတစ်ခုတော့ပြည့်စည်တော့ပါပြီခင်ဗျာတကယ်ကိုနှမျောစရာကောင်းပါတယ်ခင်ဗျာတော်လေးပါတခြားဖွဲ့တော့မသိနေပါဘူးဒီဖွဲ့ကတော့ရဲတိုင်းခိုင်းလို့ဗောနော်ဒီအဖွားကြီးဒီမှာထိုင်နေအဖွားကြီးကဒီမှာထိုင်နေအဖွားကြီးကဗောနော်လာတိုင်းသွားတော့သူ့ရဲ့မတ်တလင်းလည်းတီးလို့မရဘူးဆိုပြီးတော့မတ်တလင်းလည်းသူ့ရဲ့တူရိယာတီးတဲ့အရာဗောနော်တီးလို့မရဘူးဆိုပြီးတော့ရဲကလုံချုံရင်းနေရဲကိုတော့တိုင်လိုက်တော့အဲ့ဒီခါမှာကျွန်တော်တို့ရဲ့ဖြိုးပြည့်တဲ့ဤသားပွဲကြီးဟာ9နာရီခွဲအချိန်မှာရက်တန်းလိုက်ရပါတယ်ခင်ဗျာဆက်လက်ပြီကျွန်တော်တို့ဒီယထာကမီအောင်မလားမမီဘူးလားဆိုတာကိုကျွန်တော်တို့နောက်ဆက်ပွဲတစ်ခုကျွန်တော်တို့စောင်းမျိုးကြည့်ရှုရအောင်မှာဖြစ်ပါတယ်ခင်ဗျာပြောမယ်ဆိုတော့ဒီ post ကိုမင်းမေကိုလည်းပြမယ်ရဲကိုလည်းတိုက်မယ်